အခုဆိုရင်ဒါစားချင်စရာကောင်းတဲ့ဒါလပေါ်ဟင်းလေးရပြီနော်ခုနကြော်ထားတဲ့နွားနုခဲကြော်လေးကိုထည့်ပြီးတော့ရောချက်လိုက်တယ်ဒါရောက်ခမရဲ့လက်ရပေါ့နော်အဲ့ချင်နေရဖြားလေးကယုံလေးပါကွယ်လပေါ်နဲ့လိုက်တယ်ကလေးပဲကြည့်တာပါကွာမျိုးပါပြောင်းညင်းဒါလပေါ်ထဲထည့်ချက်ဖို့ပဇွန်ကိုအရင်လှော်မယ်နော်ပဇွန်လှော်လေးမွေးလာပြီဆိုရင်ဒါကတော့မြစ်အစိမ်းပါမြစ်အစိမ်းလက်ဆက်ကိုပြုတ်လိုက်မယ်နော်မြစ်ကိုစားထည့်ပြီးတော့ပြုတ်ပါမယ်မြစ်ပြုတ်တာလေးရပြီဆိုရင်တော့မြစ်ပြုတ်တာကြာရင်နော်မြစ်ပြုတ်တာလေးရပြီဆိုရင်ရေစီးပြီးတော့ခဏထားလိုက်မယ်ဒါလေးတွေကတော့ဒါလပေါ်ထဲပါဝင်မဲ့ပစ္စည်းလေးပေါ့နော်ပဇွန်လှော်ထားတာနဲ့မြစ်ပြုတ်ထားတာလေးရယ်ဒါတော့စူပုတ်ရွက်လေးရယ်ပြီးရင်ဆန်အစိမ်းမုတ်ထောင်းထားတာလေးပါပြီးရင်မှုထည့်မယ်ပင်စိမ်းလေးပါတယ်ပေါ့နော်ရုံးပတီဒီလေးထည့်ချက်မယ်နော်အရင်ဆုံးငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူထောင်းထားတာထည့်မယ်ပြီးငပိအစိမ်းလေးထည့်မယ်မြစ်ထည့်လိုက်တယ်ရုံးပတီဒီထည့်လိုက်တယ်ပဇွန်လှော်ထားတာထည့်တယ်မှုလေးထည့်လိုက်တယ်နော်ဒါတော့ဆန်အစိမ်းထောင်းထားတာကိုထည့်လိုက်မယ်ပြီးရင်စူပုတ်ရွက်လေးထည့်မယ်ပင်စိမ်းလေးထည့်မယ်အရသာမုတ်လေးထည့်လိုက်မယ်နော်ဒါတော့စီမပါတဲ့ရိုးရတာလပေါ်ဟင်းလေးပေါ့နော်တာလပေါ်လေးစူပွက်လာပြီဆိုရင်တော့ရပြီနော်မီအေးလေးနဲ့မှွေပေးရမယ်နော်ဆန်ထည့်ထားတာဆိုတော့အိုးမကက်အောင်လို့ပါအခုဆိုရင်ဒါစားချင်စရာကောင်းတဲ့တာလပေါ်ဟင်းလေးရပြီနော်ဒီတစ်ခါတော့ရောက်ခမချက်ပေးမယ်နွားနုခဲချက်လေးပါနွားနုခဲကကြတော့နားမလို့အေယာဝတီမှာမရဘူးပေါ့နော်ဒီလိုအညာဒေတာတွေမှာပဲရတယ်ဒီနွားနုခဲကိုလှီးပြီးတော့ကြော်လိုက်ပါမယ်တဲ့နွားနုခဲကိုအရင်ကြော်ထားလိုက်တယ်နော်ချက်သွေးဆူဆူပေါင်းမှုစတော်ဘယ်ရီချက်ဟေးတီဗီယိုမာလီရဲ့ဟေးနွားနုခဲကြော်လေးရပြီနော်နွားနုခဲကြော်ဒီတိုင်းစားလဲကောင်းတယ်ဒါနွားနုခဲကိုကြော်ပြီးတော့ပြန်ချက်မှာပါအနှစ်အတွက်ကြက်သွန်နီစီတက်မယ်ပြီးရင်ငရုတ်သီးစိမ်းစီတက်လိုက်တယ်ပေါ့နော်ပြီးရင်ခင်းကျင်ဒီစီတက်တယ်ခင်းကျင်ဒီအနှစ်လေးရပြီဆိုရင်အရသာလေးထည့်လိုက်တယ်နော်ပြီးရင်ခုနကြော်ထားတဲ့နွားနုခဲကြော်လေးကိုထည့်ပြီးတော့ရောချက်လိုက်တယ်ဒါရောက်ခမရဲ့လက်ရပေါ့နော်နွားနုခဲချက်လေးကအရန်မွေးပြီးစားလို့ကောင်းတယ်နွားနုခဲချက်လေးကိုလည်းခြိုင်နဲ့ထည့်လိုက်တယ်ဟိုရောက်မှပဲနှမှုစားမယ်နော်ဒါတော့ငဆုတ်ကြော်ထားတာလေးပါကိုစီโอเคကိုရတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့နားမူတော့တွေလေခွင်းတောင်ဘက်ကိုအလဲသွားကြမှာဖြစ်ပါတယ်ခရီးတူလေးပေါ့နော်မသွားခင်လေးမနေ့စာဆိုင်နဲ့နားမူအားစီးလေးတောက်လိုက်အောင်မယ်နော်မနေ့စာအားကြတော့ဒါဘိမ့်မုတ်ဒီဘိမ့်မုတ်အရင်စားကောင်းလားမနေ့စာဒီဘိမ့်မုတ်စားမယ်ပြီးရင်နွားနုဘိမ့်မုတ်နဲ့နွားနုတောက်မယ်နော်အလဲတစ်ခုစားမယ်ဘိမ့်မုတ်လေးစားကြပါဦးနော်ဘွားတောက်ကွာခါဝါအိုးအပလောတအကောလာဒီဘုကဘုကောကွာဒီဘုကဘုကောကွာမုကဒနာအဒဆက်မိဒါထညက်နေပဲလောက်တာမလားဟုတ်ပဲနွားနုတော့တိုက်လို့မရဒါလေးကမနေ့စားပြီးသားပြီသူမနေ့စားတာပေးပွားနေလို့နောက်မှသူကြီးလာမှသူနဲ့တို့ထမင်းစားပြမယ်နော်ဒါလေးလာပြတာပေါ့နော်ဒါလေးကဟိုအစားလဲပြီးပြီသူသားဖို့အစင်းလေးဖြစ်ပြီဆိုတော့နောက်မှဆေးတောက်ပြီးတော့သွားမယ်နော်ကိုဝါတာအော်ဒီယာတာတော့ပါလား
နတ်မူခုတောက်မဲ့အာဆီယာကြတော့ဟိုးရင်ကလည်းနတ်မူတောက်ဖူးရပေါ့နော်ဒါမြန်မာနိုင်ငံ FDA အသိမှတ်ပြု molybdenum တက်ထုတက်နဲ့ multivitamins နဲ့ minerals ပါဝင်တဲ့ဘက်စုံသော antioxidant ဖြစ်ဆက်စာအားစီ Aprico ပေါ့နော်မိုလီဒီယန်တက်ထုတဲ့ဆိုတာကကားဆက်ပစ္စည်းအင်ဂျင်တွေတက်တန်းကြာရှည်ခံနိုင်အောင်လို့အင်ဂျင်ဝိုင်မှာထပ်သွင်းအသုံးပြုလေးရှိတဲ့တက်ထုတက်တစ်မျိုးဖြစ်ပြီးတော့ဖြစ်ဆက်စာတွေမှာဆိုရင်လည်းလူခန္ဓာကိုယ်တက်တန်းကြာရှည်ခံနိုင်အောင်လို့ထပ်သွင်းထုတ်လုပ်ထားတဲ့တက်ရှိကျန်းမာစေတဲ့တက်ထုတက်တစ်မျိုးဖြစ်တယ်ပေါ့နော်ဒီဆေးကိုမနေ့စာစားပြီးတိုင်းတစ်နေ့တစ်လုံးတောက်ပေးခြင်းအပြင်တစ်နေ့ကုန်လည်းဆန်တက်ကြွစေပြီးတော့စောင်းဝင်အိပ်ပျော်စေပါတယ်အခုနောက်မှာမနေ့စာစားပြီးရဆိုတော့နောက်မြအမျိုးသားအလဲပေါ့နော်น้องต้องขอแรงเนี่ยดูได้အခုနောက်မှာတော့တောက်တဲ့ဒီ Aprico အားဆေးကိုအမျိုးမျိုးအနေနဲ့မှာရှိတဲ့ဆေးဆိုင်တိုင်းမှာဝယ်လို့ရနေပါပြီနော်ဟိုကဘာပြတ်နေပြီအိတ်ချင်နေတာကဲခုနောက်မှာတော့အစင်းနဲ့ဖြစ်ပြီးဒါလေးလဲသွားချင်နေပြီဆိုတော့နောက်မှာတော့ခီးသားဖို့ပြင်တော့မယ်နော်ဟမ်ဒါလေးပါရှင်သူရရတော့မရတော့ကဲနောက်မှုတော့ရောက်ပါပြီလေခွင်းတောင်ခေါ်ပါတယ်နောက်မှုတော့ဒါနေပြီးတော့လေခွင်းတောင်ပဲပေါ့နော်တောင်တန်းကြီးတွေ့ရတာအရန်စိတ်ချမ်းသာတယ်လေလေးတစ်ဖြူဖြူလေးအေးအေးလေးနဲ့ဒါလေးကလည်းအိတ်တာနိုးလာပြီနောက်မှာတော့ဗိုက်စားတယ်ဟိုတက်ကလည်းညဟွာသူရေလေးကြည့်နေစိတ်ဝင်စားနေခဏနေထမင်းစားမယ်နော်ထမစင်းမယ်မမပိုက်စားဒီမှာပါလာတဲ့ဟင်းရအောင်လုပ်ခဲ့ချက်တန်းရည်ဒီစားအောင်နော်ဒီမှာတာလပေါ်ကဲနောက်မှုအတွက်စားစရာရအဆင်လေးဖြစ်ပြီးဘိုက်ဆက်ဆာနဲ့ထမင်းစားရမယ်နော်ဒီမှာတခြားလူတွေလည်းလာတော့အဲ့လိုအတန်ဆွဆွညံ့ညံ့လေးရှိတယ်။နန်းတို့ခဲချက်လေး။ဒါငယ်ရတီထား။မဆောက်ကြ။အချင်းလေးနဲ့ချက်လိုက်။ညတီထားကဒီတာလပေါ်နဲ့လိုက်တယ်။နန်းတို့ခဲလေးစားကြပါဦးနော်ဟဲ့ရကလေးသားနေမဲကိုမဲကလေးပဲကြည့်ရပါဘာမျိုးပါပြောင်းညင်းအဲ့ဒါပဲရဟောဒီတော့ဒါလေးပဲတော့ရမယ်ဒီရပါဘာလဲလာပေါင်းလာရမယ်လာကြည့်ရရကလေးသားဒီချီရတယ်ဒါပဲကိုဝါတော့
ဦးကြီးခုတော့ပဲကလေးကလည်း ဘာလို့လဲဒါအောက်ကအောင်အာလေးစီဘွားပြေးပဲ အေးအဲ့လိုဆိုရ ဘာမထောက်ကြတာ နမို့စားကောင်းတဲ့အေးစစ်ဆက်စားလိုက်မယ်နော်တခြားတွေလည်းစားအောင်ပါဆိုတော့ဗီဒီယိုလေးကိုဒီလောက်ပဲလိုက်ပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အတန်နဲ့ဆူသားတာကိုတော့ဒီခံပြီးနော်နမို့ဒီ public မှာဒါပထမဆုံးစားပြဖူးတာပေါ့နော်ဆိုရင်နောက်ဗီဒီယိုလေးကြိုင်နဲ့ထပ်ထကြမယ်နော်တတာ